အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်တော့ကစွန်းဦးနဲ့လှုပ်ထားတဲ့နှလွားစနုံးမကင်းလေးပါကစွန်းဦးနဲ့လှုပ်ထားတဲ့အတွက်ကြောင့်ချူချူစိမ့်စိမ့်လေးနဲ့မွေးမွေးလေးနဲ့တကယ်ကိုစားလို့ကောင်းပါတယ်နော်ပြန်ရောင်းချင်နေဆိုရင်လည်းအလွန်အဆင်ပြေတဲ့နီးလန်းလေးတစ်မျိုးပါကဲကျမရဲ့လုံလေးလေးကိုကြည့်ကြရအောင်ဒါကတော့ကစွန်းဦးပါ90သားလောက်ရှိပါတယ်ဒါတွေကိုရေသေးချစွာဆေးထားမယ်ပြီးရင်အလွယ်တကူပဲဒီလိုမျိုးပေါင်းထားပါမယ်ကစွန်းပေါင်းနေတဲ့အတော်တွေမှာဒီအသုံးပြုမဲ့ဘန်းကိုစီနဲနဲထည့်ပြီးတော့ကတ်မသွားအောင်လို့ဒီလိုမျိုးအသားကလေးတုပ်ထားပါမယ်အခုဆိုရင်တော့ကစွန်းဦးလည်းကြက်နေပါပြီနော်ဒါလေးတွေကိုကျွန်မအခွန်ခွာထားပါမယ်အခုကျွန်မသုံးတဲ့ကစွန်းဦးကတော့ခရမ်းရောင်ပါကိုကြိတ်တဲ့အယောင်အမျိုးအစားကိုအသုံးပြုလို့ရပါတယ်အားလုံးကိုကျွန်မအခွန်ခွာထားပါမယ်ဒီကစွန်းဦးလေးတွေကိုကြည်ကြည်ညက်ညက်လေးဖြစ်သွားအောင်ဒါလေးနဲ့ခြေထားပါမယ်ကစွန်းဦးလေးတွေကြည်ကြည်ကလေးဖြစ်ဖို့တော့လိုပါတယ်နော်အခုလိုအနေထားလေးဆိုရင်တော့ရနေပါပြီဒီထဲမှာရွှေကြည်မုံကိုနှုတ်စီဘူးတပူးစာကိုကျွန်မထည့်ထားပါမယ်တကြားကိုလည်းထမင်းစားစုံငါးစုံစာထည့်ထားပါတယ်အချိုချက်ရင်တော့မြမြထထည့်လို့ရပါတယ်ဒါလေးကတော့အုံနှုတ်ပါနော်နှုတ်စီဘူးတပူးကိုထည့်ထားတယ်ကျုပ်နှလုံးကိုလည်းထည့်ထားပါမယ်အရသာအတွက်တော့စားနည်းနည်းထည့်မယ်ပြီးရင်စိမ့်စိမ့်ကလေးဖြစ်သွားအောင်လို့နှုတ်စီကိုထမင်းစားစုံတစုံစာထည့်ထားမယ်နွားနို့ကိုလည်းနှုတ်စီဘူးတပူးစာကိုကျွန်မထပ်ထည့်ပါမယ်ပြီးရင်အားလုံးသမသွားအောင်လို့ခဏလေးကျွန်မမွေးထားပါမယ်ဒီထဲမှာရွှေကြည်ရယ်နွားနို့ရယ်အုံနို့ရယ်ကိုနှုတ်စီဘူးတပူးစာစီကိုကျွန်မထည့်ထားပါတယ်အလွယ်တကူလေးမမိလွယ်အောင်လုပ်ပါနော်အခုလိုမျိုးအားလုံးသမသွားပြီဆိုရင်တော့ကိုယ်တယ်မဲ့ဒေအုပ်ထဲမှာပြန်ပြီးတော့ထည့်ထားပါမယ်ပြီးရင်ထောပတ်နံလေးမွမွေးလေးဖြစ်သွားအောင်လို့90 gram လောက်ကိုထည့်ထားမယ်မီးကိုတော့အလယ်လက်မှာကျွန်မထားပါတယ်မုတ်သားလေးတွေကိုအစ်စ်မပြဲမွေးထားပါမယ်မုတ်သားလေးတွေကတဖြည်းဖြည်းနဲ့အယောင်လေးတန်းလာပါပြီတဖြည်းဖြည်းနဲ့ပြစ်လာပါပြီနော်ဒီလိုအနေထားလေးဆိုရင်တော့ရနေပါပြီဒါလေးကိုဘန်းထဲမှာထည့်ထားမယ်ပြီးရင်ပြန့်ကလေးဖြစ်သွားအောင်လို့ဒီလိုမျိုးဖြန့်ထားပါမယ်အားလုံးပြန့်ကလေးရှိနေပါပြီနောက်ထပ်တလွားအတွက်ဒီတဲဦးထဲမှာရွှေကြီးကိုနှုတ်စီဘူးတပူးထည့်ပါမယ်ပြီးရင်တကြားကိုထမင်းစားစုံလေးစုံစာထည့်ထားပါတယ်အချိုမြမြကြက်ရင်ထက်ထဲပါပြီးတဲ့ခါကျတော့ကြက်ဥနှလုံးထည့်ပါမယ်ဒါကတော့အုံနှုတ်ပါနော်နှုတ်စီဘူးတပူးပါပြီးရင်နွားနှုတ်ကိုတော့နှုတ်စီဘူးနှစ်ဘူးစာကိုထည့်ထားပါတယ်ပြီးရင်ထောပတ်ကိုတော့100 gram ကိုထည့်ထားတယ်အားလုံးသမအောင်မွေးထားပါမယ်အခုကျွန်မလုပ်နေတာကတော့လူအယောက်90စာတွဲလုပ်နေတာပါကိုကနည်းနည်းလေးပဲလုပ်ချင်နေဆိုရင်ကျမရဲ့လုံနေအတိုင်းအချိုးစားကိုလျှော့ပြီးတော့ထည့်လို့ရပါတယ်အားလုံးကြည်ကြည်ကလေးဖြစ်သွားပြီဆိုရင်တော့ဒါလေးကိုမီးပူပေါ်မှာတင်ထားပါမယ်ပြီးရင်အစစ်မပြဲမွေးထားပါမယ်အခုဆိုရင်တော့တဖြည်းဖြည်းနဲ့ပြစ်လာပါပြီဒီလိုအနေထားလေးဆိုရင်တော့မီးပူပေါ်မှာချထားမယ်ဒါလေးကိုစောစောကကစွန်းအိုးဖြန့်ထားတဲ့အပေါ်မှာလောင်းထည့်ပါမယ်ပြန့်ကလေးလှုပ်ထားမယ်
ပြန်ကလေးလှုပ်ထားပါမယ်အားလုံးပြတ်နေပြီဆိုရင်တော့ဒီလော်ထားတဲ့ဘိန်းစီကိုအပေါ်ကနေဒီလိုမျိုးပြတ်နေအောင်ဖြန့်ထားပါမယ်ဘိန်းစီအားလုံးပြန်ကလေးဖြန့်ထားပြီးသွားပြီဆိုရင်တော့ဒါလေးကို oven ထဲမှာထည့်ထားမယ်မီးအပူချိန်ကိုတော့350ထားပြီးတော့မိနစ်20လောက်ကိုကျွန်မ oven ထဲမှာဖုတ်ထားပါမယ်မိနစ်20လဲပြည့်သွားပါပြီရွှေကြည်လေးတွေကျက်နေပါပြီမွေးကြိုင်နေပါတယ်နော်ဒါလေးကိုအေးခံထားပါမယ်အခုဆိုရင်တော့အေးနေပါပြီနော်ကိုကြိုက်တဲ့အတုံးကလေးတုံးထားလို့ရနေပါပြီဒါလေးနဲ့ဒီလိုမျိုးဖြတ်ထားပါမယ်မုတ်သားလေးတွေကမွေးကြိုင်နေပါတယ်နော်စားချင်စရာလေးရှိနေပါတယ်ပြီးရင်လက်နဲ့အသားကလေးခွာထားမယ်နှလွာပုံစံလေးရှိနေပါတယ်အနံ့လေးလည်းမွေးကြိုင်နေပါတယ်ကိုကြိုက်တဲ့ပုံစံအတုံးကလေးတုံးလို့ရပါတယ်ကျမကတော့ဒီလိုပုံစံလေးလုပ်ထားပါတယ်အခုကျမလုပ်တဲ့လုံနည်းလေးကတော့လွယ်ကူတယ်မြန်ဆန်တဲ့လုံနည်းလေးပါနော်နှလွာရှိပြီးတော့လှပပလေးနဲ့တကယ်ကိုချစ်စရာလေးပါကဲကြည့်ပါဦးအများကြီးရနေပါတယ်နော်အလွန်လဲစားချင်စရာလေးရှိနေပါတယ်အနံ့လေးလဲမွေးကြိုင်နေပါတယ်တကယ်ကိုအီလေးနဲ့တော်တော်လေးကိုစားချင်စရာလေးပါနော်လှပလေးနဲ့တကယ်ကိုချစ်စရာလေးပါဒီအလေကနေခွဲလိုက်မယ်ကြည့်ပါဦးအလွန်ကိုစားချင်စရာလေးပါနော်စမ်းကြည့်လိုက်တော့လဲချူစိမ့်လေးနဲ့တော်တော်လေးကိုအရသာရှိပါတယ်နော်ကစုံဦးကြိုက်တဲ့လို့အတွက်တော့ပို့ပြီးတော့အရသာရှိပါတယ်ချူစိမ့်စီလေးနဲ့တကယ့်ကိုအရသာရှိပါတယ်တစ်ခေါက်လောက်စမ်းကြည့်စေချင်ပါတယ်တကယ်လို့များကိုကပြန်ရောင်းချင်နေဆိုရင်လည်းပြန်ရောင်းလို့ရတဲ့နီလန်းလေးတစ်မျိုးပါနော်လွယ်ကူတယ်အလွန်လဲအဆင်ပြေတဲ့နီလန်းလေးပါလှပလေးနဲ့တကယ်လဲချစ်စရာကောင်းပါတယ်ဒါလေးကိုဘူးထဲမှာထည့်မယ်ပြီးရင်ပြန်ရောင်းလို့ရပါတယ်နော်တကယ်လို့များကိုကနည်းနည်းပဲလှုပ်ချင်နေဆိုရင်လည်းကျမရဲ့အချိုးအစားတိုင်းလျှော့ပြီးတော့ထည့်လို့ရပါတယ်အခုလိုကျမရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အားရှိသွားအောင်လဲ like share subscribe လေးတွေနဲ့လည်းအားပေးကြပါအောင်ရှင်ကျေးဇူးများကြီးတင်ပါတယ်